မောင်သားချိုရွာလူကြီးကိုဓာတ်ရိုက်မေးဖို့ဆုံးဖြတ်လိုက်တယ်။အမှန်တရားကိုထပ်မဖုံးကွယ်နိုင်တော့ဘူး။နောက်နေ့မနက်စောစောသူလူကြီးအိမ်ကိုသွားတယ်။တကားရှေ့မှာရက်နေတဲ့အချိန်အိမ်ထဲကစကားသံတွေကြားရတယ်။လူကြီးတယောက်နဲ့တယောက်တိုးတိုးပြောနေတယ်။မောင်သားချိုတကားခောက်လိုက်တယ်။ဝင်ခဲ့အခန်းထဲဝင်လိုက်တဲ့အခါလူကြီးမျက်နှာမပျော်ဘူးမောင်သားချိုတည်ငြိမ်စွာမေးတယ်မဲသစဉ်ကိစ္စအမှန်ကိုပြောပါအခန်းထဲတိတ်ဆိတ်သွားတယ်လူကြီးမျက်လုံးချင်းမစုံဘူးနောက်ဆုံးသူပြောလိုက်တယ်လွန်ခဲ့တဲ့10 နှစ်ကျော်ကရွာအနားမှာမြေယာအငင်းပွားမှုဖြစ်ခဲ့တယ်မင်းအဖေကတစ်ဖက်ကမဟုတ်ဘူးသူကရွာကိုကာကွယ်ခြင်းခဲ့တယ်မောင်သားချိုနားထောင်နေတယ်လူကြီးဆက်ပြောတယ်ဒါပေမဲ့ကျွန်တော်တို့အကျိုးစီးပွားဆုံးရှုံးမှာစိုးရိမ်ခဲ့တယ်အဲ့ဒီညမှာမီးလောင်မှုဖြစ်ပေါ်ခဲ့တယ်မဲသစဉ်ကမတော်တဆထိခိုက်သွားခဲ့တယ်မောင်သားချိုမေးလိုက်တယ်ဒါဆိုသူမကိုဘာကြောင့်အပြစ်တင်ခဲ့တာလဲလူကြီးအတန်တိုးသွားတယ်ရွာကိုစိတ်တည်ငြိမ်စေဖို့တယောက်ယောက်ကိုအပြစ်ပေးဖို့လိုခဲ့တယ်အဲ့ဒီအချိန်မင်းအဖေပျောက်သွားခဲ့တယ်။လူတွေသူ့ကိုမီးရှို့သူလို့ယူဆခဲ့ကြတယ်။မောင်သားချိုလက်သီးတင်းတင်းဆုပ်ထားတယ်။သူအသက်ရှင်နေသေးလား။လူကြီးခဏတိတ်သွားတယ်ပြီးတော့တိုးတိုးပြောတယ်သူဘယ်ရောက်နေမှန်းငါတို့မသိဘူး။အဲ့ဒီစကားကမောင်သားချိုရင်ထဲထိုးသလိုဖြစ်သွားတယ်။ရုတ်တရက်အိမ်ပြတင်းပေါက်ကလေတစ်ချက်ဝင်လာတဲ့အခန်းထဲအေးဆက်သွားတယ်။မဲဒဇင်ရဲ့အတန်လေထဲကတိုးတိုးအမှန်တရားတဝက်ပဲပြောနေတယ်မောင်သားချိုလှဲ့ကြည့်လိုက်တယ်သတင်းပေါက်အပြင်မှာအဖြူရောင်အရိပ်ရက်နေတယ်သူမမျက်လုံးတွေအနီရောင်တောက်နေတယ်မင်းအဖေအခုထိရှိနေသေးတယ်မောင်သားချိုရင်ခုန်တန်မြန်လာတယ်ဘယ်မှာလဲသူမလက်ညှိုးထိုးပြလိုက်တယ်ရွာနောက်ဘက်တောင်တန်းကိုအဲ့ဒီနေရာမှာသူ့ကိုဖမ်းထားတယ်လူကြီးမျက်နှာဖြော့သွားတယ်။မောင်သားချိုစိတ်ထဲဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ဒီတခါတော့သူမရက်တော့ဘူး။သူတောင်တန်းဘက်ထွက်ခွာမယ်။ဒါပေမဲ့အဲ့ဒီတောင်တန်းထဲမှာဘာတွေစောင့်နေမလဲပြီးတော့သူ့ဖေကိုတကယ်တွေ့နိုင်မလား။